Yo guys အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ VN ပဲမှာကျွန်တော်ဒီနေ့မှာတော့ Roblox ထဲမှာရှိတဲ့ FPS Flix ဆိုတဲ့ game ကိုဆောင်းမှာပါဗီဒီယိုလေးမစခင်မှာကျွန်တော် Sporting ပေးရနေဖြင့် Like and Subscribe တယောက်ချက်လေးနှိပ်သွားပေးခဲ့ကြပါအောင်ကဲဆိုတော့လေကြောမရှိတော့မနဲ့ဗီဒီယိုလေးစလိုက်ကဲဆိုတော့ game တော့ရည်လာပြီပါဥယော်ကြီးစလိုက်တယောက်တန်းတယ်ကျွန်တော်တကယ်ကြီးမှာ join လိုက်ရှောက်ပြင်းနေဟာရဒီကောင်ပြစ်သွားလို့ကျွန်တော်နေပါဆိုတော့ကျွန်တော်ပြန်တော့ spawn လိုက်ဒါနဲ့ပြစ်တဲ့ဘတ်တုံကြီးကဘာဖြစ်လို့အပေါ်ရောက်နေတာငါလည်းမပြောင်းထားပဲနဲ့ဟိုကလာအဲ့ကလာပြစ်အပေါ်ကဂျမဲဂျတူပြစ်ဟာရပြင်းဘာလို့အော်တိုရှိဝမ်းအောင်လဲအဲ့ဒီကျွန်တော်ဖြောက်နေတာဒီတော့ဒီကောင်မကြည့်လောလောဆယ်တော့ကျွန်တော်ဒီ game ကိုစော့တဲ့အောင်ရင် train အောင်ပြီဗျ Emocional, ma non voglio quanta son bel vou viver la mia vita adesso e non foggi più sto casa ci dà energia non dà game ကြောင်းတော့နားလဲဝိုင်းပြဒါမဲ့ပြရရ move တော့ညာပေါ်ရောက်နေပြလို့မကောင်းကျွန်တော်ဒီစနေနဲ့တွားပြီးပြောင်းမယ်ဒီတော့ပြောင်းလာလိုက်တယ်အဲ့အမှပဲလောက်ပါလေအဲ့တော့ဒီ game ကိုကောင်းပြန်စောတော့မယ်ကလပြမထီဘူးတဲ့အနောက်မှာဟိယအဲ့မှာဘာလို့မြင်လဲကျွန်တော်ကိုလိုက်တန်းလားအေးရောဒီကောင်ပြင်နေကြလားတခါမှမထီသေးဘူးအေးပါကွာငါတက်မက်ကောင်လာတက်သွားတယ်ဟာရောဒီဘာကကျွန်တော်တက်သွားတယ်ကောတွေ့လိုက်ရော့မှာဒီဟိုဖမ်းတော့မယ်ရော့မှာနောက်တဲ့ချက်ဒီကရော့မှာနောက်တဲ့ချက်ဘိုကေမီနီယက်စတာဘီကြတော့မယ်စတာဘီယော်ကြီးဟိုဖမ်းနေဟိုကောင်းတွေ့ပြန်ပြီဟာရောဘယ်လျှောက်ပြင်းလဲရော့ဘယ်လျှောက်ပြင်းလဲရောဟာရထီဦးဟာကောပြစ်သွားကောပြစ်ရောဒါနဲ့ခုတ်သွားကျွန်တော်မင်းနေကနီးကရရင်ကျွန်တော်ဓာပြောင်းလို့ရဓာပြောင်းလိုက်ပြီရောမလိုက်ခုတ်ပြီဟဲ့ကိုကျော်ကြီးဓာပြောင်းပြီးလိုက်ခုတ်ပြီနော်ကျွန်တော်ဒီဓာကန်လိုက်ပို့ပြီးတော့လည်းမြန်သွားရဗျကျွန်တော်ငယ်လိုက်ခုတ်ပြီဟဲ့ရောကြီးပြောစရာရှိရဲ့အဲ့ကောင်ကဘာလို့မြင်းနဲ့ကီးများကျွန်တော်ဝင်မြင်းလိုက်တယ်ပြောမှာရမှာအဲ့အနောက်ကကောင်ပြစ်သွားပြီပြီးပါကွာဒီဆိုတော့ round 1ကတော့ပြီးသွားပြီကျန်တဲ့ round 2မှာကျွန်တော်ရဲ့ over family လေးရပြီဆိုတော့ game တော့ရောက်ပါပြီဒီတစ်ခါကျွန်တော်နန်းအောင်ဆော့မရမယ်မကုန်းလေးစောစီရပြီစောကြီးပြန်လာရော့မှာ 1k ကျွန်တော် line မကောင်းလို့ဖြစ်သွားသေးတယ်တကယ်ကျန်းနေကျွန်တော်ဒါနဲ့တို့ဒီကောင်ကဒါနဲ့လိုက်ခုံတာကျွန်တော်ရမလားကြည့်လိုက်ဒီဘောတော့ဝါရော့ဟာရမထီပါဘူးတဲ့အေးပါရော့ဟာရော့ဒါကျွန်တော်ပြရင်တခါမှမတည်သေးဘူးရော့မှာမောင်လီဗိုင်ရေးမင်္ဂလာပါမောင်လီဗိုင်တိုက်ဝဘေကွန်တွေးလိုက်တယ် AFK နာဒါလေးတနာပါဟာရမထီပါ
ပြောမှာတိတ်သွားပြီဒါပဲလေတော့ဒါနဲ့ပဲရှိတ်ကျန်းတာမောင်လီပိုင်းဟာပြုတ်ကြပါပြီမင်္ဂလာတော့ပါမောင်လီပိုင်းရော့မောင်လီပိုင်းဟာရမောင်လီပိုင်းဖြုတ်သွားပြီโอเคမော်လီဖိုင်အိုလီလမ်းမဝင်လျှောက်တဲ့ကောင်တွေအကုန်လုံးတိတ်မှန်တာမဲ့မော်လီဖိုင်ဒီပုံမှာပဲတေဝါရှော့မော်လီဖိုင်ပေါ်တက်မလာပါနဲ့ပြောမှာခုံးနေသိမှလေမရပါတော့ဟမ်မရပါတော့ဟာရပြုတ်သွားကျွန်တော်ဟက်လက်ကြီးနဲ့ကွာအေရာဟက်လက်ကြီးတွေ့ခုံးမယ်ခုံးဟာရခုံးတီးပြီးဒါလေးကဟာရဒါလေးကမြခုံးပဲရှိသေးတယ်ဒီကွာပြုတ်သွားမော်လီဖိုင်သမီးတော့ကိုပဲမြင်နေဝင်းတော့မမြင်ဘူးဟုတ်မှာအဲ့ကောင်ပြစ်မယ်အဲ့ကောင်ထားပြရမှာအဲ့ရောက်ကြီးသူလည်းကြမ်းမှာရောမှာစနကတောက်သွားကောင်မကျွန်တော်တောက်သွားကောင်မရောမှာမဟုတ်ဘူးကျွန်တော်တောက်သွားမနောက်ကကောင်ရောဘာလို့ကျွန်တော်ရင်ပြစ်မိရမဟုတ်လားဒီပါကွာအိုးကောင်ဟိုကောင်လည်းခုံနေကောင်တော့ပြတော့ကောင်ပြခဲ့အေးအေးရအဲ့ဘက်မှာရှိရလားရော့အမပေါ်တက်မယ်တော့ပုံမတက်တော့ရောစေပါလောမှာမောင်လီဗန်ကကျွန်တော်တဲ့ဂေးများနေဗျသူ့ကိုနည်းနည်းဖြုတ်ချမှရမယ်ဒီတော့ရော့မှာတုံးကြီးရော့မှာစလီကြီးရှော့အိုင်ကျွန်တော်တက်တဲ့လူတွေထဲမှာ तू ကအများဆုံးဗျမတူဘူးကေးစနစ်ရော့မအေးရောတကယ်မမှန်ဘူးကရော့မှာခုံနေပြန်ပြီခုံတရုံးမှာAFK နေပြစ်မှာလေကိုရ AFK နေဟုတ်ကောင်ခုံပြီးပြစ်မှာဟာမထီးနောက်ရက်ဟာရောအေးပါကွာကျွန်တော်ပြစ်သွားရဲ့ရောအမ19K ရောမှာဟာရောကျွန်တော်တော့ဒါမှမောင်လီဗန်ပြန်တက်ပြီတော်ဝါပြန်ပြီပုံမတက်ခဲ့နဲ့ပေါ်တက်ကောင်တွေကုန်ရှော့မယ်မော်လီဗန်တက်လာပြီမော်လီဗန်ကိုပြစ်မယ်ဆရာကြီးတက်လာဆရာကြီးကိုပြစ်မယ်ဒီဟက်လက်နဲ့ပိုင်ရှင်ကိုပြစ်မယ်ဆရာကြီးကိုထပ်ပြစ်မယ်ဆရာကြီးမသိဘူးခုတေသွားပြီဆရာကြီးမသိလေခုတေသွားမော်လီဗန်ထပ်ပေါ်လာပြန်ပြီမော်လီဗန်ကိုပြစ်မယ်ရောဟက်လက်ကြီးပြတ်သွားပြန်ပြီအရှိန်လည်းပြည့်တော့မှာပဲရှင်ကတော့လည်းကုန်ပြီပြီးတော့ကွာတောင်းဖို့ပဲရှိသေးတယ်ရှိန်လည်းကုန်ပြီဒီဘာတော့ချက်ကုန်တာဘာကြီးရောဒီဘာအဲ့ရလားဟာရကေပေါင်းကရိုက်တော်လေးလို့ပေါ့ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးကြည့်ရပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဂိမ်းတစ်ခုစော့စေခြင်းလဲအောက်ကကွန်မန့်မှာဝင်ရေးသွားလို့ရပါတယ်ဗီဒီယိုလေးကိုဆောင်းအောင်ကြည့်ပြီးလို့ကျေးဇူးပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်